မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာကတနင်္လာသမီးမိတ်ဆွေတွေအတွက်9လပိုင်း15ရက်ကနေ22ရက်နေ့အထိတပတ်စာကံကြမ္မာဟောစတန်းကိုဆရာကတားရောနဲ့ဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျဒါကြောင့်တနင်္လာသမီးမိတ်ဆွေတွေအားလုံးအဆဆရရအစဉ်ပြေအောင်မြင်တိုးတက်ကြပါစေကြောင်းဒီကနေမေတ္တာပို့ထောပနာပြုတာလိုက်ပါတယ်ခင်ဗျတနင်္လာသမီးမိတ်ဆွေတွေဒီ9လပိုင်း15ရက်ကနေ22ရက်နေ့အတွင်းမှာမိတ်ဆွေတို့ရဲ့ရင်ထဲမှာလက်ရှိနေတဲ့နေရာကနေပြီးတော့ခရီးထွက်ခြင်းတဲ့စိတ်မျိုးလက်ရှိနေတဲ့မျိုးကနေပြီးတော့အခြားတစ်နေရာကိုတွားခြင်းတဲ့စိတ်မျိုးဖြစ်ပေါ်နေတယ်ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ပဲဖြစ်ဖြစ်ယာရုပြောင်းရင်ကောင်းမလားလုပ်ငန်းပြောင်းရင်ကောင်းမလားဆိုတာမျိုးဖြစ်စီခရီးသွားခြင်းတဲ့စိတ်လက်ရှိနေတဲ့နေရာကနေတနေရာကိုရုံးထွက်သွားခြင်းတဲ့စိတ်ပြေးထွက်သွားခြင်းတဲ့စိတ်တွေများစွာဖြစ်ပေါ်နေတော့ကာလာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ခရီးသွားခြင်းစိတ်လုပ်ငန်းကိုင်ငန်းပြောင်းလဲခြင်းစိတ်အလုပ်ပြောင်းခြင်းစိတ်တွေပေါ်နေပြီးတော့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့အပြောင်းအရွှေ့အပြောင်းလဲလုပ်မယ်ဆိုရင်လည်းချင်းသေးပါတရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းပဲအပြောင်းလဲတွေလုပ်ပါအခက်အခဲအကျတွေပေါ်နေတဲ့မိတ်ဆွေများဖို့ဆိုရင်လည်းတကယ်ကိုပြောင်းလဲပြီးတော့လှုပ်ဆောင်တင်တာမျိုးခရီးသွားကိစ္စတွေအကျိုးပေးတဲ့ရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာတွေအကျိုးပေးတော့အပတ်တာဖြစ်ပြီးတဲ့အခါလုပ်ငန်းရာထူးနဲ့ပတ်သက်ရင်အပြောင်းလဲနဲ့ကံကြမ္မာကိုရွေးချယ်ပြီးတော့ share လက်ခေါ်ပြီးတော့လှုပ်ဆောင်လိုက်ရင်အောင်မြင်တိုးတက်မဲ့ကာလဖြစ်ပြီးတော့ဘာကြောင့်မှတုံဆိုင်တွေ့ဝေမနေပါနဲ့တဲ့ပြောင်းလဲလှုပ်ဆောင်ရင်အောင်မြင်တိုးတက်ပြီးတော့အားသာကောင်းမွန်စီမှာအသေးကြပဲဖြစ်ပါတယ်ခင်ဗျာနော်မိတ်ဆွေတို့ရဲ့အလုပ်ကိုင်နဲ့ပတ်သက်လာရင်တော့ခရီးသွားဆိုင်ရာကိစ္စတွေအကျိုးပေးပါတယ်တင် जा ရေးဆိုင်ရာနဲ့ပတ်သက်တာတွေအကျိုးပေးတယ်ဘာသာစကားနဲ့ပတ်သက်တာတွေတင်တန်းနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်စက်တူလုပ်ငန်းတွေအစုရှယ်ယာနဲ့ပတ်သက်တာတွေအကျိုးပေးတယ်ညီကိုမောင်နှမတွေနဲ့ပတ်သက်တာမျိုးတွေစက်တူလုပ်ငန်းတွေအမွေကိစ္စတွေလည်းအမွေတွေရတတ်တယ်ငကိုကအမှုဖြစ်နေတော့မိတ်ဆွေတွေဖို့အမှုနဲ့ပတ်သက်ပြီးတော့အနိုင်ရရှိတာမျိုးတွေဖြစ်ရတတ်တယ်အမှုနဲ့ပတ်သက်ပြီးတော့အမှန်တရားနဲ့ပတ်သက်ပြီးတော့ကိုယ့်ဘက်ကိုအလေးသာတော့အပတ်တာဖြစ်ပြီးတော့အရှုံးအောင်ဖြစ်နေတဲ့မိတ်ဆွေတွေမိသားစုဝင်တွေရှိလို့ရှိရင်လည်းအရှုံးအောင်တွေလွတ်လာလိမ့်မယ်ဒီအပတ်တာတော့တွေမှာဆိုရင်ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်ကုသရောင်းဝယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်စက်တူဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်ငွေကြေးဆိုင်ရာကိစ္စတွေမှာခြေတူဆောင်ရလှုပ်ဆောင်ရင်အားတာခြင်းကောင်းမွန်ခြင်းတွေရရှိတတ်တယ်လက်လွန်ထားတဲ့ငွေကြေးတွေကိုတောင်းတဲ့အခါမှာလည်းတစ်ချိန်ထပ်ပို့တော့တောင်းမှာရပါလိမ့်မယ်တဲ့နော်တစ်ချိန်ထပ်ပို့ပြီးတော့2ချိန်လောက်တော့တောင်းပေါ့2ချိန်မရတော့လဲ3ချိန်လောက်တော့တောင်းပေါ့ခင်ဗျာနော်ရရှိမဲ့အပတ်တာကာလအပိုင်းခြားဖြစ်ပါတယ်ထို့အတူပဲစားသောက်ကုန်လုပ်ငန်းတွေအပြောင်းရွှေ့အပြောင်းလဲနဲ့ပတ်သက်လာရင်ခက်ညင်လေးမနေပဲနဲ့short trip တွက်မှာပဲရှင့်ခက်ညင်လေးမနေပဲနဲ့ခတ်တွတ်လေးလှုပ်ချာလေးနေပါဒီလဟာမိတ်ဆွေတင်းလာတာဒီအပတ်တာဟာမိတ်ဆွေတင်းလာတာသမီးတွေအတွက်ငင်ကလေးမနေပဲနဲ့လှုပ်ချာလေးဖြစ်အောင်နေဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီမိတ်ဆွေတို့ဒီအပတ်တာတို့တွေမှာကြမ်းပါရဲ့နဲ့ပတ်သက်ရင်မမစိုးရိမ်စရာမရှိပါဘူးမိသားစုကိုဖြစ်နိုင်အချိန်ပေးတာမျိုးအပန်းပြေခရီးထွက်တာမျိုးရောအပျော်ခရီးထွက်တာမျိုးမိသားစုနဲ့ပတ်သက်ပြီးတော့ပုံမထိတွေ့နီးစပ်အောင်လုပ်တာမျိုးကပို့ပြီးတော့ကောင်းမွန်တဲ့နော်ငြိမ်းချမ်းခြင်းနဲ့အေးချမ်းမှုတွေငကိုကမိသားစုအတွင်းမှာနားလည်မှုလွဲနေတာမျိုးတဦးနဲ့လူတစ်ယောက်နဲ့တစ်ယောက်စိတ်ဆိုးမှုအစင်မပြေမှုတွေရှိလို့ရှိရင်လည်းဒီလဟာဒီအပတ်ဟာညှိနှိုင်းတဲ့တော့ကာလာဖြစ်ပြီးတော့ညှိနိုင်တဲ့စိတ်ဆက်ဆောင်ရရင်အောင်မြင်ခြင်းနဲ့အကြံစီတွေတိုးတက်ပြီးတော့နှွေးထွေးမဲ့ကာလာဖြစ်ပါတယ်ခင်ဗျာလူငယ်တွေအရှိရေးနဲ့ပတ်သက်ရင်ချစ်သူရည်သားဂျာယီဖူးစာတွေပေါ်ပြန်ရတတ်တယ်ဆိုဘယ်လိုပြောမလဲအရှိရေးနဲ့ပတ်သက်လာရှစ်တာတခြားရတာတခြားဖြစ်တတ်တဲ့အတွက်ခုတ်ရတခြားရှာရတခြားဖြစ်တတ်ပါတယ်သမီးသားများအနေနဲ့တဦးနဲ့တူတယောက်နဲ့တယောက်မိမိရဲ့ချစ်သူဘက်အပေါ်မှာတန်တရားစိတ်တွေများနေတာမျိုးမိမိရဲ့ချစ်သူအပေါ်မှာမိမိရဲ့ရည်သားအပေါ်မှာရှုပ်ရှယ်မှုတွေကြောင့်တစ်ဖက်လူကအနေချင်းကျပ်ပြီးတော့အမားတွေကိုလိုက်ထောင်နေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်အနေချင်းကျပ်နေတတ်သောကာလဖြစ်တော့များများမရင့်နဲ့ပေါ့ခင်ဗျာနော်ကောင်းပြီဒီကာလအတွင်းမှာတနင်္လာသားသမီးမိတ်ဆွေတွေဖို့လုပ်ငန်းရာထူးနဲ့ပတ်သက်ရင်အပြောင်းရွှေ့လုပ်မယ်ဆိုရင်ချစ်တူဆောင်ရလှုပ်ဆောင်မှာအိမ်အောင်ရေးနဲ့ပတ်သက်လာရင်လည်းမိမိတို့မထင်မှတ်ထားလောက်အောင်အိမ်အောင်ရေးနဲ့ပတ်သက်ရင်အိမ်အောင်ဘက်ရဲ့အကူအညီတွေရရှိတတ်တာမျိုးအိမ်အောင်ဘက်နဲ့ပတ်သက်လာရင်ငကိုကအစင်မပြေမှုတွေတောင်မှအစင်ပြေအောင်နွေးထွေးနဲ့ညှိနှိုင်းလို့ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိမဲ့အပတ်တာကာလဖြစ်တယ်အထက်လူကြီးအကြီးအကဲတွေရဲ့မျက်နှာသာပေးမှုလေးတွေကြုံရတတ်တယ်လို့ငွေကြီးနဲ့ပတ်သက်လာရင်တော့ငွေကြီးဟာသားသမီးကိစ္စလေးတွေကြောင့်ခရီးသွားကိစ္စလေးတွေကြောင့်ရင်ဆက်ပစ္စည်းအိမ်သုံးအိမ်တွေပရိဘောဂကိစ္စလေးတွေကြောင့်တော့ငွေကြီးနဲ့ပတ်သက်လာရင်အဖက်မတင်ဘူးဒါပေမဲ့ဘလောက်ပဲခက်ခဲမှုတော့မရှိဘူးအခက်အခဲတွေကပြန်လဲဝင်လာတတ်သောကာလဖြစ်တယ်ရွှေနဲ့ပတ်သက်ပြီးတော့ချွေထွက်တာမျိုးတွေချွေထွက်တတ်တော့ကာလာအပတ်တာမျိုးဖြစ်တတ်တယ်လို့တန်မိုးရှိတဲ့အရာလေးတွေကြပြောက်တာမျိုးတခိုးခိုးခံရတာမျိုးတွေဖြစ်တတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရန်လိုအပ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လာလို့ရှိရင်ကိုယ်ပိုင်စတင်လှုပ်ဆောင်ဒါမျိုးထက်လုပ်ငန်းအဟောင်းကိုတိုးရှဲပြီးတော့လှုပ်ဆောင်ရင်ပုံမအောင်အားသာပြီးတော့ကောင်းမွန်ပြီးတော့တိုးတက်နိုင်သောအပတ်တာဖြစ်ပါတယ်ခင်ဗျာသတိထားဆင်ခြင်ရမယ့်အချက်ကလေးတွေကတော့
အရန်ကြီးအတွေးလွန်တာမျိုးလေးတွေစီမင်းစည်းကမ်းနဲ့ပတ်သက်ရင်တိတိကျကျကင်သွေးတာမျိုးလေးတွေအနုစိတ်အသေးစိတ်ကအစကြောင်းမိမိရဲ့တပည့်လက်သားလက်အောင်ငယ်သားတွေနဲ့ပတ်သက်လို့ပဋိပက္ခပြဿနာအရှုကြုံရတတ်တယ်ဒါလေးတွေကိုတော့သတိထားပါမိတ်ဆွေတို့အနေနဲ့ပြီးတဲ့အခါဖြစ်နိုင်လို့ရှိရင်ဒီကာလအတော်တွေမှာမိမိကသတိမိတ်ဆွေအပေါင်းဟောင်းနေအပေါင်းနဲ့အဟောင်းနေနဲ့ပတ်သက်လာလို့ရှိရင်စိတ်တော့ကပေးရတာမျိုးတွေကိုဂုံသတင်းပြတ်အောင်နာမည်ပြတ်အောင်သတင်းဆောင်တတ်တဲ့အတွက်တော့ဒီချက်လေးတွေကိုသတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်အဟောင်းနေနဲ့ပတ်သက်လာလို့ရှိရင်တော့မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းရီးစားဟောင်းချစ်သူဟောင်းနေနဲ့ပတ်သက်ရင်တော့မှနည်းနည်းလေးစိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတတ်တယ်ပေါ့ဒါအပြင်မိသားစုအိမ်တွင်းရေးနဲ့ပတ်သက်လာလို့ရှိရင်မိသားစုအိမ်တွင်းထဲမှာဂျားလူဝင်လာတာမျိုးလေးတွေမိသားစုအိမ်တွင်းရေးနဲ့ပတ်သက်လာလို့ရှိရင်ဒေါသနဲ့ဖြည့်ရှင်းတာမျိုးလေးတွေကအားနည်းစီတယ်တဲ့နော်အမွေကိစ္စအမှုကိစ္စတွေကိုပြောဆိုတဲ့အခါမှာလဲဒေါသနဲ့မပြောဘဲနဲ့မိမိတို့အနေနဲ့ဘာကိုဖြစ်ဖြစ်လက်တွေ့ကြကြအေးစစ်စစ်နဲ့ညှိနှိုင်းမှအောင်မြင်တိုးတက်မယ်အပတ်တာကာလဖြစ်ပါတယ်အလောင်းကစားနဲ့ပတ်သက်တာမျိုးလေးတွေညံ့ပါတယ်အလောင်းကစားအပျော်ပါးနဲ့ပတ်သက်တာလေးဒီမှာတတိကျစီရင်ဆောင်ရအရန်လိုအပ်သောကာလဖြစ်ပြီးတဲ့အခါဘာကိုဖြစ်ဖြစ်အလောင်းကစားတို့အပျော်ပါးတို့နဲ့ပတ်သက်တာမျိုးလေးဒီမှာအားနည်းစေတဲ့အတွက်တတိကျစီရင်ဆောင်ရအရန်လိုအပ်ကြောင်းထပ်လောင်းပြောကြလိုပါတယ်ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့လက်လွန်ထားတဲ့ငွေကြီးတွေကိုပြန်လဲတောင်းမှတစ်ချိန်နှစ်ချိန်နဲ့ပုံမှုတောင်းမှရရှိမယ့်ကာလဖြစ်တယ်ဒီလတာအတော်တွင်မှာဆိုရင်အဝါရောင်မိုးပြရောင်အပန်းရောင်တွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စီပြီးတဲ့အခါအကျိုးပေးသောကဏ္ဍအက္ခရာတွေအနေနဲ့ဆိုရင်တော့ခုနှစ်ကဏ္ဍကိုးကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေနိုင်ပါတယ်တတိယဆင်ခြင်ပေးရမှာတော့မိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွေမှာဆို22ရက်နေ့1ရက်နဲ့15ရက်နေ့1ရက်15ရက်နေ့22ရက်နေ့2ရက်ကိုတော့အရေးကြီးတာကိုဖြစ်နိုင်ရင်မလုပ်ပါနဲ့တဲ့ဒါပေမဲ့ဒီကြားအတွင်းမှာဆိုလို့ရှိရင်20ရက်19ရက်21ရက်ဒီလိုရက်တွေမှာအရေးကြီးတဲ့ကိစ္စတွေကိုပြောဆိုဆောင်ရွက်ရင်အောင်မြင်တိုးတက်ပြီးတော့အဆင်ပြေပါလိမ့်မယ်တဲ့ခင်ဗျာနော်ဒါကြောင့်မိတ်ဆွေနိုင်ငံသားသမီးမိတ်ဆွေတွေအဋိဋ္ဌာန်တို့ရေရာတို့ဘာညာတို့ကတော့မိတ်ဆွေတို့အနေနဲ့ဆရာရဲ့တလတာမှာဝင်ကြည့်လိုက်ဆရာကဒါတပတ်တာပဲဟောပြီးခြင်းဖြစ်တယ်။ကောင်းပြီမိတ်ဆွေတို့ရဲ့အရေးကြီးတဲ့ကိစ္စတွေလှုပ်ဆောင်တဲ့အခါပြောဆိုဆောင်ရွက်တဲ့အခါမှာတနင်္လာသားသမီးမိတ်ဆွေတို့မိမိအိမ်ကနေမထွက်မီမှာအားလုံးကို32ဖုန်းမှာရှိတဲ့မိတ်ဆွေတွေအားလုံးမိမိရဲ့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးအလုံးနဲ့ပြောဆိုမဲ့သူကိုအားလုံးကိုမျက်နှာလေးရည်စူးပြီးတော့မေတ္တာလေးပို့သွားပြီးတော့မေတ္တာလေးပို့ပြီးတော့သွားပါတဲ့ဒါဆိုရင်မိမိရဲ့ကိစ္စမှလည်းချောရှုပြီးတော့အောင်မြင်သွားမယ်ကာလအပတ်တာအပိုင်ရှာဖြစ်ပါတယ်ခင်ဗျပတ်စံလေးပစ္စည်းထားတာတွေစက်ပစ္စည်းရင်းနဲ့ပတ်သက်တာတွေအထာမအထာမတက်တဲ့အတွက်တတိထားဆင်ញင်ပေးရန်လိုအပ်ကြောင်းဆရာကထပ်လောက်မှာကြလို့ပါတယ်ပိုဝင်ဆရာလာပေးတာเนาะပတ်စံဆိုဟဲ့ကောင်းပြီဆိုတော့ကဲတနေ့လာတော့မိတ်ဆွေတွေဒီတပတ်တာတော့တွင်မှာအဆရအောင်မြင်တိုးတက်လို့ရတနာစိန်ချောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေခင်ဗျဆရာငယ်နောက်ဗီဒီမေးချင်ခွန်9392941 WhatsApp Telegram မှာဖြစ်စေ Viber နံပါတ်6635050မှာဖြစ်စေဆက်သွယ်မိမနိုင်ပါတယ်ဆရာ TikTok Messenger မှာအဲ့ဒါလက်မခံတယ်လို့ဗီဒီလည်းမဟုတ်ပြပါဘူးကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှာပြန်တွေ့ပါမယ်ခင်ဗျ